မင်္ဂလာပါဒီချက်တီနာဖြစ်ပါတယ်ဒီချက်တီနဲ့တင်မှာက Grade 12 Maths ရဲ့ Chapter 10လေးဖြစ်တဲ့ Method of Integration လေးကိုတင်မှာဖြစ်ပါတယ်ဒီချက်နဲ့အတူတူလိုက်ကြည့်လိုက်ရအောင်အဲ့တော့ဒီချက်ရဲ့ဒီ Method of Integration ဆိုတာက Integration ဒီ Grade 10 11မှာတိုက်ရိုက်ဆက်ဆက်တဲ့ chapter တော့မရှိပါဘူးသူကဘယ်ကနေဆင့်ပွားမလဲဆိုရင်ဒီလို differentiate အပိုင်းကိုကျွမ်းကျင်ရင် differentiate နဲ့ဆက်နေတာဖြစ်တဲ့အတွက် integration ကအဲ့ဒီအခန်းလေးရရင်သူရဲ့ဆက်တဲ့အနေနဲ့ဆက်ပြီးနားလည်သွားမှာဖြစ်ပါတယ်ပေါ့နော်အဲ့ဒါဆိုရင်ဒီလိုဒီ method of integration အပိုင်းကိုရချင်ရင် differentiate လေးကိုကြည့်ဖို့တော့လိုပါတယ်အဲ့တော့အဲ့ဒီ differentiate ကဒီချေတို့ရဲ့ grade 11 maths ရဲ့ chapter 11ဖြစ်တယ်เนาะအဲ့ဒီ chapter 11လေးရဲ့ differentiate ကိုပိုင်နိုင်ခဲ့ရင်ဒီချေတို့ဒီနောက်မှာသင်မဲ့ပေါ့เนาะ grade 12ရဲ့နောက်ပိုင်းဖြစ်တဲ့ trigonometry နောက်ကပေါ့เนาะဒီချေတို့ chapter 9 8 9 10เนาะ8 9 10ကိုရသွားမှာဖြစ်တယ်ဘာလို့လဲဆိုတော့ကျတို့ဒီ graph နဲ့တွက်တာဒီမှာရော differentiate ဒီပြန်ပါလာမှာဖြစ်တယ်ပေါ့နော် chapter 8 9 10เนาะ7လည်းပါတယ်ပေါ့7 8 9 10မှာ graph ဆွဲတော့ညာလဲ graph ရဲ့နောက်ပိုင်းမှာ differentiate လေးကပါလာမှာဖြစ်တယ်ဒါကြောင့်မလို့ကျတို့ရဲ့ဒီ grade 11ရဲ့နော် chapter 11လေးကိုကြည့်ခဲ့ဖို့လိုမယ်ပေါ့ဒါလေးတွေဆက်ဖို့อ่ะနော် trigo ကတော့အရေးကြီးဆုံးဆိုတာကလေးတို့ပြောပြီးသားဖြစ်ပါတယ်ကဲအဲ့ဒါဆိုရင်ဒီကျတို့ဒီ integration လေးဆိုတာဘာလဲဆိုတာလေးဒီချက်နဲ့အတူတူလိုက်ကြည့်မယ်နော် integration ကဘာလဲပေါ့ဘာလဲဆိုတော့ different shape ကနေဆက်ရမှာဖြစ်တဲ့အတွက်ဒီချက်တို့ရဲ့ different shape မှာနော် different shape အပိုင်းမှာက formula လေးတစ်ချက်တစ်ခေါက်ပြန်နှွှေးပြီးမယ်နော်အဲ့တော့ different shape မှာ sin တွေ cos တွေ trigo different shape ပေါ့နော် trigo different shape ဆို d by dx ပါရှိမယ် sin x နော် sin x ကို differentiate လုပ်မယ်ပြီးရင် d by dx cos x နော် cos x ကို differentiate လုပ်မယ် sin cos အားလုံးပေါ့6ခုလုံးနော် d by dx ဘာဖြစ်မလဲ 10x ဒါဆိုရင်ဒီကျတော့ sin ကိုရှင်းရင်ဘာရခဲ့လဲ cos x ရတယ် cos ကိုရှင်းရင် minus sin x ရတယ်နော် tangent ကိုရှင်းရင်ဘာရလဲ sec square x သို့မဟုတ် secant square x ရတယ်နော်ဒီလိုသိခဲ့ပြီးသား cot ကိုရှင်းရင် cot x နော် cot ကိုရှင်းရင်じゃဘာရခဲ့လဲ minus cosec နော် minus cosec square x ရတယ်ခုနပြောပြမယ်ဆိုတော့ဒီမှာ antiderivative ဆိုတဲ့အဓိပ္ပာယ်က differentiate ရဲ့အခေါ်လေးတွေကိုဒီကျတို့သိခဲ့ပြီးသားဖြစ်တယ်ပေါ့နော် differentiate ကိုဘယ်လိုခေါ်လဲ differentiate ကို derivative လို့လည်းခေါ်တယ်လို့သိခဲ့ပြီးသားเนาะဒါ grade 11မှာဒီကျတို့သင်ခဲ့ပြီးသားဖြစ်တယ် anti-derivative ဆိုတာ differentiate မလုပ်သေးတဲ့အခြေအနေလို့ပြောလိုက်တာဖြစ်တယ်အဲ့ဒါဆိုတော့ဒီချက်ဒီရေးထားတာလေးကိုတွက်ပြမယ်နော် f of x ကို function အနေနဲ့ဒီချက်တို့က x cube လို့ထားခဲ့တယ်ဆိုရင်အဲ့ဒီ x cube ကိုဒီချက်ဘာလုပ်မလဲ differentiate လုပ်မယ် differentiate လုပ်ရင် f ကို differentiate လုပ်ရင် d f of x by dx လို့ရေးလို့ရတယ်လို့နောက်တစ်နည်းပါရေးလို့ရလဲ f prime of x လို့ရေးလို့ရတယ်လို့သိခဲ့ပြီးသားဖြစ်တယ်ဒါက differentiate လုပ်တာဘယ်သူကို differentiate လုပ်မလဲ x cube ကို differentiate လုပ်မယ်ဒါဆိုရင် power differentiate တွေလည်းသင်ခဲ့ပြီးသားဖြစ်တယ် power ဆိုရင်ဘာလို့ရလဲ power shape potential အခြေကိန်းကို shape နော်အဲ့ဒါဆိုရင်ဒီမှာ x cube ကိုရှင်းရင်ဘာရခဲ့လဲတချို့လို့ 3x ရတယ်နော် 3x ရတယ်တခါနောက်တစ်ခုတစ်ချက်အဲ့ဒီ f of x ကိုဘာထည့်လိုက်မလဲဆိုတော့ x cube နောက်မှာ plus 2လေးထည့်မယ်နော် plus 2လေးထည့်ပြီးသူ differentiate လုပ်မယ်ဒီချက်တစ်ခုပဲရေးပြလိုက်တော့မယ် f prime of x ပေါ့တစ်ချိန်ရှိမှာ x cube ကိုရှိတာက 3x square sorry နော် square ပါတယ် 3x square 2ကိုရှိတာက0ဒါဆိုတချို့သူ့ကိုရှင်းရင်လည်းဗာပဲရလဲ 3x square ပဲရတယ်ဆိုတာသိခဲ့ပြီးသားဖြစ်တယ်နောက်တစ်ခုလေးတစ်ချက်ဆက်ပြောမယ်နော်တစ်ခုကိုတစ်ချက်နောက်ထပ် gain တစ်လုံးလေးထပ်ထည့်မယ်ပေါ့နော်ဒီ f of x နေရာလေးမှာပဲနော်ပေးထားတဲ့မူရင်း function ဖြစ်တဲ့ f of x လေးမှာဒီချက်ထပ်ထည့်မယ်ဘာလေးထပ်ထည့်မလဲဆိုတော့နောက်မှာအနှုတ်ကိန်းလေးတစ်ခုထပ်ထည့်ကြည့်မယ်ပေါ့ထပ်ထည့်ကြည့်မယ်ဆိုတော့ f of x လေးကဘာဖြစ်သွားမလဲဆိုရင် x2 minus 1.2 လေးဖြစ်သွားမယ်နော်ကဲအဲ့ဒါဆိုရင်ဒီချက်သူ့ကို differentiate လုပ်ရင်ရော f prime of x ဆိုရင် x2 ကိုရှိတာကဘာပဲရမလဲ 3x square ပဲရမယ်ပြီးရင်နောက်က minus 1.2 လေးကိုရှင်းရင်ဘာရလဲ0ရတယ် constant ဖြစ်တဲ့အတွက်0ရတယ်ဒါဆိုရင်ဒီချက်တို့အဲ့မှာကြည့်ရအောင်နော်ကြည့်ရအောင်ဆိုတော့ဒီပေးထားတာကဒါ function 3ခုနော်နံပါတ်1 function က x2 နောက်တစ်ခုက x2 နောက်မှာ2လေးပို့တယ်နောက်တစ်ခုက x2 နောက်မှာ minus 1.2 လေးပို့တယ်အဲ့တော့ differentiate လုပ်ပြီးသားအဖြေကိုကြည့်လိုက်တဲ့အခါကျတော့ဘာတွေပဲရလဲ
အားလုံးဒီ 3x square ပဲရတယ်နော် 3x square ပဲရတယ်ဒါဆိုတချို့ကအပြန်အလှန်လို့ပြောတာဖြစ်တဲ့အတွက် integrate လုပ်မယ်ပေါ့နော် integrate လုပ်မယ်ဆိုရင်ဒီဘက်ကဂိမ်းလေးကိုတချို့က integrate လုပ်လိုက်တယ်ဆိုရင်ညာဘက်ခြမ်းပြန်ရမှာဖြစ်တဲ့အတွက် integrate လုပ်ရင်ဒီတစ်ချိန် differentiate ဖြုတ်သွားမှာဖြစ်တဲ့အတွက် integral နော် f prime of x နော် grade ပြီးသားကိုရှိမှာနော် grade ပြီးသားကို grade sorry ရှိပြီးသားကို grade မှာဒါဆိုရင် equal to ဒီဘက်ကတချို့ဘသူ့ကို grade မှာလဲနော်ဘသူ့ကို grade မှာလဲဆိုတော့ integral 3x square ကို grade ကြည့်ရမှာအဲ့တော့သူ့ရဲ့ formula အရာနောက်မှအသေးစိတ်ပြန်တင်မယ်နော်ဒါသဘောတရားပြောတာဖြစ်တယ်အဲ့ဒါဆိုရင် 3x square ကို grade မယ်ဆိုရင် integrate မှာကြတော့ differentiate ရဲ့ပြောင်းပြန်ဖြစ်တဲ့အတွက် differentiate က power ရှိဖို့တစ်လျှော့ရတယ်တစ်လျှော့ရတယ်ရှိပို့ရဲဆိုတာကဘာလို့လိုက်တာမြောက်လိုက်တာနော်မြောက်လိုက်တာ integrate မှာじゃပြောင်းပြန်ဖြစ်တာဖြစ်တဲ့အတွက်ဘာဖြစ်မလဲ power 1ပေါင်းပြီးစားမှာအဲ့တော့ power 1ပေါင်းဆို2ကို1ပေါင်းလိုက်တော့3နော်အဲ့တော့သူ့မှာငကူရှိတာက3ရှိတယ် x square ကို1ပေါင်းလိုက်တော့ x cube ရလာတဲ့ power cube နဲ့ပြန်စားပေးရမှာဖြစ်တယ်ဆိုတော့ဒီ3ပြန်ကြည့်သွားတဲ့အတွက်အဖြေဒီပါပဲရမလဲ x cube ပဲရမယ်ဒါဆိုရင်ဒီမူရင်းအဖြေလေးပြန်မရသွားဘူးလားတချို့နော်မူရင်းအဖြေလေးပြန်ရသွားတယ်အဲ့တော့အဲ့ဒီမူရင်းအဖြေလေးရလိုက်တဲ့အဖြေဒီနောက်မှာဘာပဲရှိဘာကိန်းပဲပုံနေမူလအဖြေပဲရတာမဟုတ်ဘူးလားဒါကြောင့်မလို့ constant ပါတာကိုပဲ shape grade ဒီဖြစ်စေ constant မပါတာကိုပဲ grade ဒီဖြစ်စေအဖြေဒီနောက်မှာဒီမှာမတူညီတဲ့ constant လေးတွေရှိမနေဘူးလားရှိနေတယ်ဒါကြောင့်မလို့အဲ့ဒီ constant ဒီဘယ်လောက်မှမသိတာဖြစ်တဲ့အတွက် integrate လုပ်လိုက်တဲ့အခါမှာတချို့ဘာလေးပို့လာလဲဆိုတော့ plus c ဆိုပြီးထည့်ပေးရတယ်အဲ့ဒီ c လေးဒီ constant ဖြစ်တယ်နားလည်ရလားအဲ့တော့နောက်တစ်ခုလေးကြည့်လိုက်ရအောင်နောက်တစ်ခုကဘာလဲဆိုတော့ f of x လေးကဘာဖြစ်မလဲဆိုတော့ x cube plus 5ဆိုပါစို့เนาะပို့ပြီးမြင့်တာအောင်လို့နှစ်ခုပြမယ်เนาะ f of x equal to the x cube minus 3ဆိုပါစို့ဒါဆိုရင်တချို့သူ့ကိုမလုပ်မလဲ differentiate လုပ်ကြည့်မယ်နော်သူ့ differentiate လုပ်ရင် f prime or x ကို differentiate လုပ်ရင် x cube ကိုရှိတာက 3x square 5ကိုရှိတာက0နော်နောက်တစ်ခုကို differentiate လုပ်လိုက် x cube ကိုရှိတာကဘာပဲရမှာလဲဆိုတော့ 3x square ပဲရမယ်နောက်က minus 3ကိုရှိတာက0ဖြစ်တယ်เนาะအဲ့ဒါဆိုရင်ဒီစရိုးရဲ့အဖြေလေးဒီဘက်က x2 နောက်မှာဘာပဲပုံနေ differentiate လုပ်လိုက်ရင်ဘာပဲရလဲ 3x square ပဲရတယ်နောက်က constant ဒီနေရာဒီ0တွေဖြစ်မသွားဘူးလားဖြစ်သွားတယ်ဒါဆိုရင်ဒီဘက်က gain လေးတွေကို integrate လုပ်လိုက်ရင်ကြတော့ဒီဘက်မှာဘာပဲရှိနေဖြစ်တဲ့အတွက်ဒီ5တို့minus 3တို့ဒီဘလောက်မှမသိရတဲ့အတွက်တချို့ကဘာလို့ထားလိုက်တာလဲ c လို့သတ်မှတ်လိုက်တာအဲ့ဒီ c လေးဒီ constant ပေါ့နော်ဒါကြောင့်မလို့တချို့ကဘယ်ကိန်းလေးပဲဖြစ်ပေါ့နော် differentiate လုပ်လိုက်ပြီဆိုရင်sorry integrate လုပ်လိုက်ပြီဆိုရင်အဲ့ဒီ integral ရဲ့နောက်မှာပါလာမလဲ plus c ပါမယ်ဒါကြောင့်မလို့ grade ပြီးသားလေးကိုသင်္ကေတတချို့ကထားမယ်ပေါ့ f เนาะ f အကြီးနဲ့ထားလိုက်မယ် f အကြီး prime or x ဒါ grade ပြီးဒါရှိတ်ပြီးသားပေါ့တစ်ချိန်ရှိတ်ထားနော် prime တစ်ခါတင်ထားတစ်ချိန်ရှိတ်ထားတာက f or x အသေးဆိုပါစို့အဲ့ဒါဆိုရင်တဲ့နော်အဲ့ဒါဆိုရင်တချို့ရဲ့ integral f of x နော် f အသေးလေးကိုမလုပ်ပါလဲ f အသေးလေးဆိုတာရှိတ်ထားတဲ့အဖြေနော်အဲ့ဒီရှိတ်ထားတဲ့အဖြေလေးကိုမလုပ်ပါလဲ integrate လုပ်လိုက်တဲ့အခါမှာတဲ့ဘာဖြစ်သွားလဲ integrate ပြုတ်သွားမယ်နော်ဒီ prime လေးပြုတ်သွားမယ်ဘာပဲရတော့မလဲ f of x constant ဒီဘလောက်မှမသိတဲ့အတွက်ဘာလေးပါလာမလဲဆိုတော့ plus c ဆိုတာလေးပါလာမယ်ဒါကြောင့်မလို့ integrate လုပ်လိုက်တဲ့အခါမှာဘယ် gain ကိုပဲ integrate လုပ်လို့အနောက်မှာ constant တန်ဖိုး plus c လေးပေါင်းထည့်ပေးရမှာဖြစ်တယ်တဲ့နားလည်ပြီလားရမယ်နော်ဒါဟုတ်ပြီဒါက integration ရဲ့အဓိပ္ပာယ်ပေါ့သူ့ကိုဘယ်လိုခေါ်လဲဆိုတော့ anti derivative လို့ခေါ်တယ် differentiate ရဲ့ပြောင်းပြန်လို့မှတ်လို့ရတယ်လို့ differentiate integrate လုပ်လိုက်တဲ့အခါမှာ differentiate ပြုတ်သွားတယ်လို့သိရမယ်နော်ဒါဆိုရင်တစ်ကြိမ်ရှိတ်ထားတာကို integrate လုပ်လိုက်ရင်ဒီတစ်ကြိမ်ရှိတ်ထားတာပြုတ်သွားမယ်နော်အဲ့ဒါဆိုရင်ဘာရမလဲ f of x ရမယ်တကယ်လို့ဒီချက်နှစ်ကြိမ်ရှိတ်ထားတယ်ပေါ့ integral f double prime of x dx ဆိုရင်ဘာဖြစ်သွားမလဲနှစ်ကြိမ်ရှိတ်ထားတာကိုမလုပ်မယ်တစ်ကြိမ်ပြုတ်သွားမှာပေါ့ဒီမှာတစ်ကြိမ် grade မှာဖြစ်တဲ့အတွက်တစ်ကြိမ်ပြုတ်သွားရင်ဘာကြံမလဲတစ်ကြိမ်ကြံမယ်နော် f prime of
x ကြမယ်တခါဒီတစ်ချိန်ရှိထားတာလေးကိုတစ်ချက်ထပ်ပြီး grade မယ်နော်ထပ်ပြီး grade မယ်ဆိုရင်ဒီတစ်ချိန်ရှိထားတာလေးထပ်ပြုတ်သွားမယ် f4x ရသွားမှာဖြစ်တယ်လို့ဆိုတော့သဘောတရားလေးကိုသိရမှာဖြစ်တယ်နော်အဲ့ဒါက integration အဲ့တော့ဒီချက်တို့ကဘာတွေသိဖို့လိုမလဲပေါ့နော်ဘာတွေသိဖို့လိုမလဲဆိုတော့ differentiate ကြည့်ခဲ့ရမှာဖြစ်တဲ့အတွက်ခုနကဒီချက်ပြောလိုက်တဲ့ differentiate ရဲ့ formula လေးတွေကိုမှတ်မိရမှာဖြစ်တယ်ဒါဆိုရင် differentiate မှာဒီချက်တို့ power ဆိုရင်ဘာလို့ ရလဲခုနဟာလေးပြန်ပြောမယ်နော် power ဆိုဘာလို့ ရလဲ power ရှိဖို့တစ်တော့ base ကိုရှိတယ်နော်အခြေကိုရှိတယ်မလားအဲ့ဒါဆိုရင် d by dx x power n ကိုရှိခဲ့တယ်ဒါဆို power ရှိပူလိုက်တဲ့ n တစ်လျှော့လိုက်တဲ့ x power n minus 1အခြေကိုရှိဆိုတဲ့အတွက် dx by dx နော်ဘာလို့လဲဒီအခြေကိုရှိတာအဲ့တော့ dx by dx ဒီ1ရနေတဲ့အတွက်ဒီချက်တို့ကဒါ formula မှာထည့်မရေးခဲ့တာ x မရ1မရသွားတဲ့ဟာဆိုရင်တန်းရှိတ်ပြရအောင်မှာဖြစ်တယ်ပေါ့နော်ကဲအဲ့ဒါဆိုရင်အခုဒီမှာကျတော့ဘာဖြစ်သွားမလဲဗျောင်းမြန်သူ့ရဲ့ဗျောင်းမြန်ဖြစ်သွားမှာဖြစ်တဲ့အတွက်သူ့ရဲ့ဗျောင်းမြန်ဆိုရင်ဘာဖြစ်သွားမလဲ integral ဘယ်သူ့ကို grade ရတော့မှာလဲ x power n ကို grade မယ်ပေါ့နော် dx ဒါဆိုရင်ဘာဖြစ်ရမလဲဗျောင်းပြန်ရမှာဖြစ်တယ်လို့ပြောတဲ့အတွက် power 1ပေါင်းပြီးစားမှာဆိုတဲ့အတွက်စားမှာဖြစ်တဲ့အတွက်1 by เนาะသူ့ကို1ပေါင်းပြီးစားလိုက်တော့ n plus 1เนาะဒါစားလိုက်တယ် power ကို1ပေါင်းမယ် x power n plus 1 greater ဖြစ်တဲ့အတွက်နောက်မှာ constant c လေးပါလာရမယ်ဒီလိုအဓိပ္ပာယ်เนาะအဲ့ဒါဆိုရင်ဒီချက်ကဒီ formula လေးတွေကိုသိရမှာဖြစ်တဲ့အတွက်ဒီမှာမရေးပြတော့ဒီချက်လက်ရေးနဲ့ရေးထားတာလေးကိုပုံလေးတင်ထားတယ်အဲ့ဒါလေးကိုကြည့်လိုက်မယ်เนาะဒီချက်စာမရိုက်အားလိုက်တော့တဲ့အတွက်เนาะမြင်တော့မြင်ရမယ်ထင်တယ်เนาะနှစ်ခုရှင်ပြီးဒီချက်ကိုကြည့်လိုက်ရအောင်เนาะနှစ်ခုရှင်ပြီးကြည့်မယ်ဆိုတာကဒီဘက်က derivative နော် differentiate ပေါ့ဒီဘက်က integrate နော် integration နော်ရေးထားတာလေးမြင်တော့မြင်ရမယ်မလားကဲအဲ့ဒါဆိုရင်ဒီဘက်က differentiate ကသိပြီးသားဟာတွေခုနတစ်ချက်ပြောလိုက်တယ် power ကိုရှိရင် power ရှိဖို့တစ်လျှော့အခြေကိန်းကိုရှိပြီးရင်ဒီချက်တို့က x ကိုရှိတယ်ဆို dx by dx ဒီဘယ်လောက်ရလဲ1ရတယ်เนาะအဲ့ဒါဆိုရင်အခုကဗျောင်းမြန်ယူမှာလို့ပြောတဲ့အတွက်ဒီမှာ power ဆိုရင် power 1ပေါင်းစားမှာဖြစ်တဲ့အတွက်1 by 1 n plus 1 x power n plus 1 plus c ဖြစ်မယ်เนาะတခါဒီမှာက1 x ကိုရှိရင်1ရတဲ့အတွက်1ကို grade ရင် x ရတယ်နော်အဲ့ဒါကြောင့် differentiate ကြည့်ဖို့လိုတယ်လို့ပြောတာနော်အဲ့တော့ဒီ differentiate formula တွေကိုအရင်ရအောင်ကြက်ပြီးဖို့လိုတယ်နော်အရင်ရအောင်ကြက်ပြီးဖို့လိုတယ်ဒါဆိုရင် x ကိုရှိရင်1ရတဲ့အတွက်တူတာနဲ့ရှိရတာနော်အသေးစိတ်ထပ်မပြောတော့ဘူးနော်ဘာလို့ဆို base မှာကလေးတို့သိခဲ့ပြီးသားဖြစ်တဲ့ grade 11မှာတူတာရှိရမှာ du by du ဆိုရင်1 dx by dx ဆိုရင်1နော် dy by dy ဆိုရင်1တူတာနဲ့ဘာလို့မှလဲရှိတာဖြစ်တယ်ဒါဆိုရင်ဒီမှာက1ကို grade ရင်ဘာဖြစ်သွားလဲ1ကို grade ရင် x ရမယ်နောက်က plus c ရတော့ပါပြီးသားပေါ့တခါ3ကိုရှိမှခုနကတစ်ချက်ပြောခဲ့တယ် sin ကိုရှိရင် cos ရတယ်မဟုတ်လားအခုကဗျောင်းမြန်ဖြစ်တဲ့အတွက် cos ကိုရှိရင်ဘာရမလဲ sin x ရမယ်နားလည်နော် cos ကို grade ရင် sin ရမယ် sin ကိုရှိရင် cos ရတယ် cos ကို grade ရင် sin ရမယ်နော်နောက်တစ်ခါ cos ကိုရှိရင် minus sin နော် cos ကိုရှိရင်ဗာလဲ minus sin ရတဲ့အတွက် sin ကို grade ရင်ဆိုပြီးတော့ဒီ minus ကဒီဘက်မှာပြန်ပါမှာပေါ့ဘာလို့လဲဆိုတော့ sin ကိုပဲ grade မှာလေတချို့ကနော် function ကိုပဲ grade မှာဖြစ်တဲ့အတွက် sin ကို grade ရင် minus cos ဖြစ်သွားမယ်ပြောင်းမြန်ပေါ့ရမလားအဲ့ဆိုတော့ဆက်ပြောမယ်နော်ဒီချက်ဆက်ပြောမယ်ဆိုတော့10ကိုရှိရင် set square x ရခဲ့တယ်set square ကို grade ရင် 10x ရမယ်နော်တခါ ln x log ကိုရှိတယ်ဆိုသိခဲ့ပြီးသား1 by x ဒါဆိုရင်1 by x ကို grade ရင်ဆိုတော့သူ့ရဲ့ပြောင်းပြန်ဖြစ်တဲ့အတွက်1 by x ကို grade လိုက်ပါရမယ် ln x ရမယ်အဲ့ဒီမှာ grade တဲ့အခါမှာဒီချက်တို့ဒီ x တန်ဖိုးဒီအပေါင်းကိုပဲ grade minus ကိုပဲ greater ဖြစ်ဖြစ် plus ကိုပဲ greater ဖြစ်ဖြစ်အဖြစ်အတူတူပဲရတဲ့အတွက်သူ့ရဲ့ပမာဏတန်ဖိုးပဂရိတန်ဖိုးယူရမှာဖြစ်လို့မဖြစ်သွားလဲအဖြစ်ဒီ ln mod x ဖြစ်သွားတယ်เนาะ modulus ယူလိုက်ရတယ် differentiate လုပ်မယ်เนาะဒီချက် f of x ဒီဘာဖြစ်မလဲဆိုတော့ ln x ဆိုပါစို့အဲ့ဒါဆို ln x ကိုရှင်းရင်ပါလဲ1 by x ဖြစ်တယ်တခါနောက်တစ်ခုเนาะ f of x ဒီ
ln ဘာဖြစ်သွားမလဲ minus x ဆိုပါစို့နော်အဲ့ဆို ln minus x ကိုရှင်းရင်ပါလေ1 by minus x မလားပြီးရင်ဒီမှာပါတဲ့ constant ဖြစ်တယ်ကိန်းဒီ x မဟုတ်ရင်နောက်ကထပ်ပြီးရှိတ်ပေးရတာလေးကိုပြီးခဲ့ပြီးသားဖြစ်တယ်နော်ပြီးခဲ့ပြီးသားဆိုဘယ်သူ့ပြန်ရှိတ်ပေးရမလဲ minus x ကိုပြန်ရှိတ်ပေးရမှာ minus x ကိုရှင်းရင်ပါလေminus 1ဒါဆို minus 1နဲ့ပြန်မြောက်ပေးရမှာနော်အဲ့ဒါဆိုရင်ဘာရသွားလဲ minus ကကြည်သွားတဲ့အတွက်ဘာပဲရမလဲ 1/x ပဲရတယ်ဒါဆိုရင် teacher ရဲ့ x တန်ဖိုးဒီအနှုတ်ပဲယူဒီမှာအပေါင်းလေးကိုပဲယူအဖြည့်ဒီပါရမလဲ 1/x ပဲရတယ်တူမနေဘူးလားတူနေတဲ့အတွက် integrate လုပ်တဲ့အခါမှာပြောင်းပြန်ဖြစ်သွားတဲ့အတွက်ဒီတန်ဖိုးဒီ plus x လည်းဖြစ်နိုင်တယ်လို့ minus x လည်းဖြစ်နိုင်တဲ့အတွက်ဘာဖြစ်သွားလဲ ln ဒီ integrate လုပ်တဲ့အခါ1/x ကို integrate လုပ်တဲ့အခါဘာပါလာမလဲ modulus ပါလာမယ် ln mod x ဖြစ်သွားမယ်ရမလားအထီးရမယ်နော်တခါဆက်ပြောမယ် e power x ကို differentiate လုပ်ခဲ့တော့ e power x ကိုရှင်းရင် e power x ရတယ်အဲ့တော့ e power x ကို grade ရင်ပါပဲပြန်ရမလဲ e power x ပဲပေါ့နော် plus c နောက်မှာပါမယ်တခါ e power x ကိုရှင်းရင်တချို့တို့ရှင်းမှာသိခဲ့တယ် e power x ln a နော်အဲ့တော့ ln a ပါတယ်ဒါဆိုရင်ဒီမှာကပြောင်းပြန်ဖြစ်တဲ့အတွက်သူ့ကိုဘာလုပ်မှာလဲ a power x ဒီ ln a ဆိုတာကရှိတ်တဲ့ထဲမှာအပိုပါလာတဲ့အမြောက်နော် function ဒီပါလဲ a power x ပဲဒါဆိုရင်အဲ့ဒီ a power x ကို grade တဲ့အခါမှာနော် grade တဲ့အခါမှာရှိတ်တဲ့အချိန်မှာအပိုပါလာတဲ့အမြောက်တန်ဖိုးတွေဒီ integration မှာကြတော့စားပေးရမှာဖြစ်ပါတယ်တစ်ခေါက်ပြန်ပြောမယ် differentiate မှာထပ်ပြီးမြောက်ပေးရတဲ့တန်ဖိုးတွေဒီ integrate မှာပြန်စားပေးရမယ့်တန်ဖိုးတွေဖြစ်ပါတယ်ဒါဆိုရင်ဒါလေးကိုကြည့်ပြီးဒီချက်နောက်ထပ်နမူနာပြောပြပါမယ်နော်အဲ့တော့ a power x ကိုရှင်းရင်ဘာဖြစ်မလဲ a power x ln a ရတယ်လို့ ln a ဆိုတာလေးစိတ်ကဆိုထားတဲ့အတွက် a power x ကို grade လိုက်တဲ့အခါမှာဘာဖြစ်သွားမလဲ a power x အဲ့ဒီမြောက်ထားတဲ့ ln a ကစားပေးရမှာ a power x by ln a နားလည်လားကဲဟုတ်ပြီအဲ့ဒါဆိုဒီချက်နမူနာတစ်ခုပြောပြမယ်နော်အရင်ပြောမယ်နော် e power minus 5x ဆိုပါစို့နော်အဲ့ဒါလေးကိုတစ်ချက် differentiate လုပ်ပါ e power minus 5x ကို differentiate လုပ်မယ်ဆိုရင်ဘာရလဲ e power minus 5x ပြီးရင်ဘယ်သူ့ပြန်ရှိတ်ရလဲဒီ minus 5x ကိုပြန်ရှိတ်ရတယ်မလားနော်အဲ့ဒီ minus 5x ကို d by dx minus 5x ဆိုပြီးပြန်ရှိတ်ရတယ်အဲ့ဒါဆိုရင်အဲ့ဒီ minus 5x ကိုရှိတ်လိုက်လို့ရှိရင်ဘာဖြစ်မလဲ minus 5x ကိုရှင်းရင် minus 5ရတယ်အဲ့ဒါဆိုရင်တို့အဖြေက e power minus 5x into minus 5မဖြစ်သွားဘူးလားနော်ဖြစ်သွားတယ်ကဲအဲ့ဒါဆိုရင်ဒီမှာကအခုတစ်ချက်ကအဲ့ဒီ minus 5ဒီဘာလုပ်လိုက်တာလဲမြောက်ထားတာမလားဒါဆို integrate လုပ်မယ်ဆိုရင်သူ့ကို integrate လုပ်ပါ integrate e power minus 5x သူ့ကို integrate လုပ်မယ်ဆိုရင် integrate ဒီ e power x ကို integrate လုပ် e power x ပဲရမှာဆိုတော့ e power minus 5x ကို grade ရင်လည်း e power minus 5x ပဲအဲ့ဒီမှာ differentiate မှာဆိုရင်ဒီ minus 5ဒီမြောက်ရတာဖြစ်တဲ့အတွက်ဒီမှာကျတော့ဘာလုပ်ပေးရမလဲပြန်စားပေးရမှာဖြစ်တယ်နားလည်မလားအဲ့တော့ log ကိုလည်းပြန်ပြောမယ်နော် ln minus 5x ကိုဒီချက်တို့ဘာလုပ်မလဲဒါ integrate differentiate လုပ်မယ်နားလည်အောင်လို့နော် differentiate လုပ်လိုက်တဲ့အခါမှာ ln minus 5x ဆိုရင် ln x ကိုရှင်းရင် 1/x မို့လို့ x 204မှာဒါရှိတာမလားဒါဆိုရင် 1/minus 5x ဖြစ်မယ်နော် 1/minus 5x ဒါဆိုရင်အဲ့ဒီပြီးရင်ဒီ minus 5x ကပြန်ရှင်းရတော့ minus 5ကိုဘာလုပ်ရလဲပြန်မြောက်ရတယ်မလားနော်အဲ့ဒါဆိုချက်တို့ဒါလေးကကြည့်မှာဆိုတော့ 1/x ပဲရမယ်အဲ့ဒါဆို integrate လုပ်မယ်ပေါ့ 1/minus 5x နော်သူ့ကိုဘာလုပ်မလဲ integrate လုပ်မယ်ဒါဆိုရင်ဒီချက်က constant ဆိုဒီတိုင်းထားမှာဖြစ်တဲ့အတွက် 1/minus 5က constant နော်ဒီလိုခွဲမြင်ရမှာ 1/x dx အဲ့ဒါဆိုရင်ဒီ1/minus 5ကဒီတိုင်းထားနော်ဒီ minus 1/5ကဒီတိုင်းပဲ 1/x ကဘာရမှာလဲ ln mod x ရပါဒီလိုရမယ်နားလည်မယ်နော်အဲ့ဒါဆိုရင်ဒီချက်တို့က a power x ကိုရှင်းရင် a power x ln a လို့ပြောတဲ့အတွက်နော်ချက်တို့2 power x ကိုရှင်းရင်ဘာရလဲ d by dx 2 power x ကိုရှင်းမယ်ဆိုရင်2 power x ကိုရှင်းရင်2 power x
ln2 လို့ရတယ်မလားဒါဆိုရင်ဒီလိုစိတ်ကဆိုထားတဲ့ ln2 ဆိုတာလေးပိုနေတာဒီစားဖို့ဖြစ်တဲ့အတွက် integrate လုပ်မယ်ဆိုရင်နော်ဒီစရရဲ့ integral ဘာဖြစ်မလဲ2 power x dx ဆိုရင်ဘာဖြစ်မလဲ2 power x ကို grade ရင်2 power x ပဲရတယ်စိတ်ထဲကနေရှိတ်ကြည့်လိုက်နော်ဒီ grade ရမယ့်တန်ဖိုးလေးဘာလို့ကြည့်လိုက် differentiate လုပ်ကြည့်လိုက်အဲ့ဒါဆိုရင်သူဒီအဖြေဒီ differentiate ရပါဖြစ်ရမှာလေပြောင်းပြန်ဖြစ်ရမှာဆိုတာသိရမှာဆိုတော့2 power x ln a ရလို့အဲ့ဒီ ln a ဒီဘာလို့မလဲပြန်စားပေးရနော်အဲ့တော့ဒီမှာက2 power x ln 2မို့လို့ ln 2နဲ့ပြန်စားပေးရမယ်ရမလားကဲဟုတ်ပြီအဲ့ဆိုဒီ formula လေးကိုတစ်ခေါက်ပြန်ပြောပေးမယ်နော် formula လေးတစ်ခေါက်ပြန်ပြောမယ် differentiate ရဲ့ formula လေးတွေကိုကောင်းကောင်းသိဖို့လိုတယ်နော် power shape ဆိုရင် power shape ဖို့တစ်လျှော့အခြေကိန်းကို shape ပြီးရင် x ကို shape ရင်1 sin ကို shape ရင် cos ကို shape ရင် minus sin tan ကို shape ရင် sec square ln x ကို shape ရင် 1 by x e power x ကို shape ရင် e power x a power x ကို shape ရင် a power x ln a ဒါဆိုရင်ဒီစရောကပြောင်းပြန်နေယူမှာဖြစ်သွားတဲ့အတွက်သူ့ရဲ့ပြောင်းပြန်ယူမှာမို့လို့နော်ပြောင်းပြန်ယူမှာဖြစ်တဲ့အတွက် power ကို shape မယ်ဆိုရင် power 1ပေါင်းစားနော်ပြီးရင်1ကို grade မယ်ဆိုရင် x ဒီကိုကြည့်အောင်နော် dx တကယ်လို့ဒီစရောက dx မဟုတ်ဘဲနဲ့ds နဲ့နော် du နဲ့ပေါ့ဥပမာ integral 1 du လို့ပြောရင်ကြတော့ဘာရမှာလဲ u ရမှာပေါ့သဘောပေါက်လားနော်ကဲဟုတ်ပြီအဲ့ဒါဆိုရင် cos ကိုရှင်းရင် sin ရမယ်ပြောင်းပြန်ဖြစ်တဲ့အတွက် sin ကို grade ရင် minus cos ရမယ် set square x ကို grade ရင်ဒီမှာ set square မှာ x ပါမယ်နော် set square x ကို grade ရင်ဘာဖြစ်မလဲ 10x ရမယ်1 by x ကို grade ရင် ln mod x ရမယ် e power x ကို grade ရင် e power x a power x ကို grade ရင် a power x by ln a ရမှာဖြစ်တယ်နောက်မှအားလုံးဒီပါလာရမလဲ plus c တွေပါလာရမှာဖြစ်တယ်ရပြီလားဒါကတချို့ differentiate နဲ့ integrate ရဲ့ဆက်စပ်မှုတွေတခုဒီချက်နှစ်ခုရှင်ပြီးတော့မှတွက်ပြလိုက်တာဖြစ်တယ်အဲ့တော့ဒီအခြေခံသဘောတရားလေးကိုကြည့်အောင်အရင်လုပ်ပေးပါเนาะနားလည်အောင်အရင်လုပ်ပေးဒါလေးနားလည်ပြီဆိုရင်တချို့နောက်မှဆက်ပြီးသွားမှာဖြစ်ပါတယ်ကြဟုတ်ပြီဒီနေ့ကတော့ဒီလောက်ပါပဲအားလုံးမင်္ဂလာပါ